န်းကျောင်းသူတွေကိုအရမပြုကျင့်ပြီးရဲဆက်ဆက်လောက်ခဲ့တဲ့သူနှစ်ဦးကျိုးမိတ်ပေးခံရတဲ့ဖြစ်ရက်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ဒီကိုရန်ကျောင်းသူလေးတယောက်ကိုပေါ့နော်အာရမပြုကျင့်ပြီးတော့ရဲဆက်ဆက်တက်ဖြစ်ခဲ့တဲ့လူနှစ်ယောက်ကိုတရားရုံးကနေပြီးတော့မှကျိုးမိတ်ပေးပြီးတော့ကွန်မြတ်ခဲ့တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြပြပေးချင်ပါတယ်ဒီဖြစ်သွားတဲ့နေရာကတော့ပဲခူးတိုင်းတောင်ငူမြို့နယ်ဒီကျွန်းကုန်းကြီးရွာမှာဖြစ်သွားတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကဘယ်လိုဖြစ်တာလဲဆိုတော့ဒီကိုရန်ကျောင်းသူလေးရဲ့အမေကပေါ့နော်မနက်6 နာရီလောက်မှာသူ့ရဲ့အိမ်ကနေပြီးတော့မှဒီအင်ဒေါ်လေးပေါ့နော်အင်ရွယ်သွားကောက်မယ်ဆိုပြီးတော့မနက်6 နာရီလောက်မှာထွက်သွားတာပေါ့နော်ဒီအင်ရွယ်ဆိုတာကကျွန်တော်တို့မတည်သေးတဲ့သူတွေရှင်းပြရလိမ့်မယ်ဆိုလို့ရှိရင်ဒီတောင်ငူဘက်မှာပေါ့နော်ကျွန်တော်ဒီ2017လောက်တုန်းကတောင်ငူဘက်ကိုတစ်ခေါက်ရောက်ခုတယ်အဲ့ဒီမှာအင်ပင်နေဆိုတာရှိရဗျာမတည်လို့ရှိရင်ကျွန်တော်တို့ကျွန်းရွက်ပုံစံမျိုးတွေပေါ့နော်အဲ့ဒီကျွန်းရွက်ပုံစံမျိုးပဲထားပါတော့နော်အဲ့ဒီအင်ရွက်ကိုသွားကောက်တာတူမြာသွားကောက်ပြီးတော့ဒီပြန်လာခဲ့တယ်ပေါ့နော်10 နာရီလောက်မှပြန်လာခဲ့တယ်ပြန်လာခဲ့တဲ့အခါမှာပေါ့နော်သူသမီးတင်နေတာကိုသူ့အမေကဒါတွေ့ရတယ်ပေါ့နော်သူ့အမေကဗျာဒီ invert ကောက်ပြီးတော့ပြန်လာတဲ့အချိန်ပေါ့နော်မနက်10 နာရီလောက်မှပြန်လာတဲ့အချိန်မှာသူ့သမီးကိုခေါ်ကြည့်တယ်ခေါ်ကြည့်တဲ့အခါမှာဒီအတန်မထူးတဲ့အတွက်ပေါ့နော်ပြန်မထူးတဲ့အတွက်အိမ်ထဲကိုဝင်ကြည့်တဲ့အခါမှာသူ့ရဲ့သမီးကတင်နေတာကိုသူ့အမေကတွေ့ခဲ့ရတယ်ပေါ့နော်မိခင်ဖြစ်သူကသူ့သမီးတည်ဆုံးနေတဲ့အလောင်းပေါ့နော်ဒီတက်ဆိုင်ရာတွေကိုကြောင်းကြားပြီးတော့စုံစမ်းစစ်ဆေးခိုင်းတဲ့အခါမှာတော့သူတို့ရဲ့အိမ်ချင်းကက်ရက်ပေါ့နော် C29 ခေါ်မဲ့ကြီးဆိုသူနဲ့နောက်ထပ်သူ့ရဲ့အပေါင်းပါတယောက်တရွာထဲနေတဲ့သူတယောက်ဖြစ်တဲ့တရွာထဲနေတယ်ပေါ့နော်တန်းထိုက်အောင်ခေါ်တာပူးတို့နှစ်ယောက်ကပေါ့နော်ဒီကိုရန်ကျောင်းသူကောင်မလေးကိုအာရမပြုကျင့်ပြီးတော့ပေါ့နော်မတင်မချင်းတက်ပစ်ခဲ့တာဖြစ်တယ်လို့သိရတယ်ပေါ့နော်အဲ့ဒီအမှုကိုဒီတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးတဲ့အခါမှာပေါ့နော်သူတို့ပြန်ပြီးဖြေကြားတာကဒီကောင်မလေးကိုသူတို့နှစ်ယောက်စလုံးကပေါ့နော်9 ချိန်တိုင်းအာရမပြုကျင့်ခဲ့ကြတယ်အဲ့လိုပြုကျင့်ခဲ့ပြီးတဲ့နောက်မှာကောင်မလေးကိုဒီလေပင်ကျိုးကွင်းစွတ်ပြီးတော့တက်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ကောင်မလေးကမတည်ခဲ့ဘူးတောင်းပန်တဲ့အခါမှာကောင်မလေးကမတည်တဲ့အတွက်ပေါ့နော်နှစ်ယောက်စလုံးကဒီလေပင်ကိုဓမ္မနဲ့ခုတ်ပြီးတော့တက်ပစ်ခဲ့တယ်လို့သိရတယ်ပေါ့နော်မနေ့က22 ရက်နေ့ကတောင်ငူခရိုင်တရားရုံးမှာပေါ့နော်ဒီတရားခံဖြစ်ကြတဲ့တန်းထိုက်အောင်နဲ့ C29 နှစ်ယောက်စလုံးကိုဒီတရားရုံးကနေပြီးတော့ပေါ့နော်ရာဇသက်ကြီးပုံမှ306ဒီမရင်းမှုနဲ့ပေါ့နော်ပြီးလို့ရှိရင်ဒီ302လူတက်မှုနဲ့ဆိုပြီးတော့တရားဆွဆွဲပြီးတော့ပေါ့နော်ဒီနှစ်ယောက်စလုံးကိုကြိုးမိန်ချခဲ့တယ်လို့သိရတယ်ပေါ့နော်ဒီလိုမျိုးလူမဆန်တဲ့လောက်ရက်ကိုလှုပ်တဲ့သူနှစ်ယောက်ကိုဒီလိုမျိုးအပြစ်ဒဏ်ပေးတာလုံးဝတင့်လျော်တယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုနှစ်ယောက်လုံးကိုဒါလုံးဝအရှင်မထားတယ်ပေါ့နော်ဒီလိုမျိုးလူတွေဆိုရင်လုံးဝဒီလိုမျိုးပြစ်မှုနဲ့တရားစွဲပြီးတော့လုံးဝဒီလိုမျိုးကွပ်မျက်တင်တယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုထဲမှာကြည့်နေတဲ့သူတွေကဒီလိုမျိုးလူရုံမာတွေကိုဒီလိုမျိုးစီရင်ချက်ချတာမှန်လားမှားလားဆိုတာကိုလည်းဝင်ပြီးတော့ဆွေးနွေးပေးကြပါအောင်ကွန်မန့်လေးဝင်ရေးပေးခဲ့ကြပါအောင်လို့ပြောချင်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်လည်ဆောင်ပြကြပါမယ်ကဲအားလုံးပဲ see you next video ပါခင်ဗျာနောက်ပြီးတော့ဗျာဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာသမီးမင်းကလေးတွေတကယ်လို့ပါနေခဲ့တယ်ရှိနေခဲ့တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုကိုကြည့်ပြီးတော့ဗောနော်ဥပမာယူနိုင်ကြပါသေးလို့ကျွန်တော်ဆန္ဒပြုချင်ပါတယ်ဘာလို့ဆိုတော့ဒီခေတ်ကြီးမှာကအားလုံးပဲသိတဲ့အတိုင်းအားလုံးကဒီစိတ်တွေကတည်တဲ့အတိုင်းပေါ့နော်လူမဆန်ကြဘူးဆိုတော့အထူးသဖြင့်ကတော့အခုဒီသမီးမင်းကလေးမွေးထားတဲ့သူပေါ့နော်အထူးဂယူးစိုက်တဲ့နဲ့ကိုယ့်ရဲ့ဒီသားသမီးတွေကိုပေါ့နော်ယုံနေဆိုရင်တောင်မှဒါကိုနဲ့နီးနီးကက်ကက်နေတဲ့သူပဲဖြစ်ဖြစ်ကိုအမျိုးအဆွေပဲဖြစ်ဖြစ်တစိမ့်နောင်မှဒီအရန်ရင်းနှီးတဲ့သူပဲဖြစ်ဖြစ်စကားကုန်ပြောမယ်ဗျာကိုယ့်ရဲ့ဒီအမျိုးအဆွေပဲဖြစ်ဖြစ်ပေါ့နော်လုံးဝမယုံတင်ဘူးလုံးဝယုံလဲယုံမပေးတင်ဘူးပေါ့နော်လူစိတ်ဆိုတာကိုလည်းသိရတာမြင်ရတာမဟုတ်ဘူးအတွင်းထဲကစိတ်ဆိုတော့ကိုလည်းသိရတာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီ main ကလေးမွေးထားတဲ့သမီးရှင်တွေအတွက်ပေါ့နော်ဒါဥပမာယူလို့ရအောင်လို့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုပြန်ပြီးတော့တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်နော်အားလုံးပဲဒီအတူယူနိုင်ကြပါသည်အတူယူနိုင်ကြပါသည်ဆိုတာတက်အားလုံးပဲစင်ကျင်လို့ရအောင်လို့ပေါ့နော်ဒါကြိုတင်ပြင်ဆင်လို့ရအောင်လို့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးပဲစင်ကျင်နိုင်ကြပါသည်နော်ကဲအားလုံးပဲဒီလိုအဖြစ်ဆိုးနဲ့လည်းမကြုံတွေ့ကြရပါစေနဲ့အခုလိုမျိုးအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရတဲ့ညီမလေးလည်းဒီဘဝဒီများနဲ့သာဝကြွေးရှိရင်ကြည်ပါသေးလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာနော်ကဲအားဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုနောက်ထပ်ကြမှာပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲ see you next video ပါနော်